လေးပါတီဆိုတော့တပေါင်းတစ်ချင်းရဲ့နဲ့မဟာပထဝီမြေတွင်ကခရုံတင်းမုံလိုက်ဒီတွင်မြမကုန်ကြီးညူမြမကုန်ကြီးပါအစီမြတ်မုန်ကြီးဘဂဝါသခင်ဗုဒ္ဓမြတ်ရှင်နေအင်းကြီးမြာဝင်ချီတဲ့တွေ့မပေါ်သေးခင်ဘယ်နဲ့ရဲ့လို့ရောက်ရပါလိမ့်သည်တဲ့အများအလောက်ပြီးရာသဝေများပါထင်ရှားတဲ့မြမကိုမင်းကိုခေါင်းလောင်းကြီးကိုရောက်လို့ချီအခွေတို့စကားနဲ့မာရနိုင်ပြီလက်နဲ့ကျိုးနဲ့ဆွဲအမြဲရရှိပြီမင်းကိုခေါင်းလောင်းကြီးကိုရောက်လို့ချီအခွေတို့စကားနဲ့မာရနိုင်ပြီလက်နဲ့ကျိုးနဲ့ဆွဲကမြဲရရှာပြီမန္တလေးတောင်တော်စီရသိရှင်ခံဒီအင်းကြီးနေရာတွေမခေါ်ရသိကြီးကိုယ်တိုင်ကျန်စီပါမည်ရာသဝေများပါဒီရှာတဲ့မြမကိုလက်နေကျိုးနဲ့ဆွဲကားမြင်ရရှာနေသည်မင်းကိုခေါင်းလောင်းကြီးကိုရအောင်လို့ချီအခွေတို့စကားပဲမာရနိုင်ပြီလက်နေကျိုးနဲ့ဆွဲကားမြင်ရရှာနေသည်မန္တလေးတောင်တော်စီရသိရှင်ခံပြီးဒီနေရာတွေမခေါ်ရသိကြီးကိုယ်တိုင်ကျန်စီပါမည်ရာသဝေများပါထင်ရှားတဲ့မြမတို့ကိုရောက်ရပါလိမ့်မယ်ခရာကြီးကကြီးရုပ်ကြီးများကိုရခိုင်ပြည်ကပြီးတင်ဆောင်နေပြီကြောက်တော်ကြီးဖရာကအများအလောက်ပြီးပြီကြောက်တော်ကြီးဖရာကအများအလောက်ပြီးပြီစားကြတယ်ရေရွှေချင်းစကမ်းမှာဘုရားကြွတယ်နာမည်ဆရာပေးခေါ်နိုင်တော်ရှိခဲ့ပြီအလုံးကြမာရီရွှေသည်မြမတို့ကို
စစ်သားများယူရီးယားကမြောက်ကိုနော်နောက်ကိုဘယ်နေလို့ရောက်ရပါလိမ့်မည်ဘုရားကြီးကကြီးရုပ်ကြီးများကိုဘယ်နေကူရခိုင်ကြီးကလေးကပြီးပြီဆောင်ပြီးကြောက်တော်ကြီးဘုရားကအများအဲ့လောက်ပြီးပြီကြောက်တော်ကြီးဘုရားကအများအဲ့လောက်ပြီးကိုတလန်ရကျေးဇူးရှင်မိဘများနဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာနှုတ်ဆက်ပါတယ်နော်ဟုတ်ကဲဒီတော့နောက်ပိုင်းနားဆင်ရင်လည်းဆိုတော့ပြီးပြရတာပေါ့ဒါပေါ့အဖို့ပြောရရင်အာကာကျော်တို့ကနောက်ပိုင်းအစီအစဉ်ကြီးပြီးလို့မရတော့ဘူးပေါ့ခင်ဗျာဟုတ်တဘုံကတော့တည်င်းကျဲဖို့ຢာလေးကျွန်တော်တို့အစဉ်ပြေအောင်ကြည့်ကျဲလဲတဲ့ဘောပေါ့မှန်ပါတည်င်းကြတော့မရတော့ဘူးပေါ့ဘေးရဟုတ်လားဟုတ်ကဲဒီတော့ရတဲ့အချိန်လေးမှာနောက်ပိုင်းအချိန်နောက်ပိုင်းကာလမှာကျွန်တော်အခုတီးပြလိုက်တဲ့ချင်းကဟုတ်ညမအကုန်ကြီးညမာတို့ရဲ့ဂုံကြီးဂုံသွေးညမာတို့ရဲ့စီးလုံးညီညွတ်မှုကိုတလန်ရဟိုတော့ကကျုပ်တို့ဗမာတွေဘယ်လောက်စီးလုံးနေမှတ်တယ်ဘလို့ပါလိမင်းကိုခေါင်းလောင်းကြီးကိုရအောင်ပဲလို့ချီအာခွေတို့ဆက်ကပင်မာရနိုင်ကြီးလက်နေကျူးနေဆွေးငါမြင်ရရှာလီမင်းကိုခေါင်းလောင်းကြီးကိုကျုပ်တို့ဗမာတွေစီးလုံးလိုက်ပုံများလက်နဲ့ကျိုးနဲ့ဆွဲတင်ခဲ့တာတမိုင်းအခုတည်ရှိပါသေးတယ်ခင်ဗျာဟုတ်ကဲ့မင်းကုန်းခေါင်းလောင်းကြီးလည်းအခုတည်တည်မြဲတော့မဲဗျာရှိပါတယ်ဟိုတုန်းကကျုပ်တို့ဗမာတွေဟုတ်တယ်လားရရတိကြီးဥခန္တီဥဆောင်ပြီးတော့မင်းကုန်းခေါင်းလောင်းကြီးကိုစင်မော်တင်ဖို့ရေးတပည့်လက်သားတွေခေါ်ပြီးတိုင်နေတဲ့ဟုတ်ပြီဟဲ့ငါတပည့်လို့ဟောဒီခေါင်းလောင်းကြီးစင်ပေါ်ရောက်ဖို့ရေးမင်းတို့ငါတို့တာဝန်ရှိတယ်နော်ဘယ်လိုလုပ်မလဲစဉ်းစားကြတယ်ဆိုတော့တပည့်ဖြစ်သူတွေကပြောတယ်ဘာပါလဲလွယ်ပါတယ်ဆရာရာအင်္ဂလိပ်မျက်နှာဖြူတွေလာအားကိုးလိုက်စမ်းပါသူတို့မှာဆက်ရန်ရထော်လီကရိန်းဓာရီပေါ်တဲ့အတွက်အဲ့ဒီခေါင်းလောင်ကြီးခဏလေးအတွင်းစင်မော်ရောက်သွားပါလိမ့်မယ်လို့ပြောတော့ရတိကြီးစိတ်ဆိုးသွားတယ်ဟုတ်ပြီအလိုလိုမှကျုပ်တို့ဗမာတွေကသူ့ကြုံဘဝရောက်တဲ့အချိန်ကိုဗျမှန်ပါဟုတ်သလားဟုတ်ကဲဒီတော့ကိုတလန်ရအင်္ဂလိပ်မျက်နှာဖြူတွေအာမကိုးနိုင်မှုဆိုပြီးရတိကြီးဥခန္တီကိုယ်တိုင်ဥဆောင်ပြီးတော့အဲ့ဒီမင်းကုန်းခေါင်းလောင်းကြီးကိုကျုပ်တို့ဗမာတွေလက်နဲ့ကျိုးနဲ့ဆွဲတင်ခဲ့တာအခုချိန်ဒီမင်းကုန်းခေါင်းလောင်းကြီးရှိပါသေးတယ်ရှိပါဗျာဟုတ်ပြီနော်ဟုတ်ဟိုတုန်းကကျုပ်တို့ဗမာတွေအဲ့ဒါလောက်စီးလုံးခဲ့ပါဟုတ်ကဲ့လားဟုတ်အခုအဲ့ဒါလောက်စီးလုံးဖို့မလွယ်တော့ပါဘူးခင်ဗျာလွယ်ပါဘူးဟုတ်လားမှန်ပါကဲဒီတော့ကိုတလန်ရစီးလုံးညီညွတ်မှုတွေမပြားပါစေနဲ့ညမာတို့ရဲ့ဂုံကြီးဂုံတွေမကြဆင်းပါသေးနဲ့လို့ဒီသဘောပါခင်ဗျာဟုတ်သလားထိမ့်သိမ့်ဖို့ကခင်ဗျားတို့ကျုပ်တို့တာဝန်ရှိတယ်လေဟုတ်ပါဒါကြောင့်တချင်းလေးကမြန်မာတို့ရဲ့ဂုံကြီးပါတဲ့ဟုတ်ပြီနော်ဟုတ်ပြီဒါလေးနားစီကြည့်အောင်ဗျာမြန်မာစစ်သားများကယူရီးယားကမြောက်ကိုတော့နောက်ကိုပဲနေလို့ရောက်ရပါလိမ့်မည်ဘုရားကြီးကကြီးုံကြီးများကိုရခိုင်ပြည်ကပြီးပြီဆောင်ပြီကြောက်တော်ကြီးကြောက်တော်ဒီဘုရားအများအလောက်ပေဒီဆန်းကြတယ်ညီရှိကြီးစကမ်းမှာနာဘုံဘုံမြဲကြွတယ်နာဘုံမီဆရာနေခေါ်နိုင်တော်ရှိရဲ့ဒီအဘုံကြမ်းပါသည်ချွေရီမာဘုံကြီးမင်းကိုခေါင်းလောင်းကြီးကိုရအောင်ဘယ်လိုချီခွေတို့ဆက်ကပင်မာရနိုင်ပြီလက်နေကျိုးနဲ့ဆွေးငါမြေရရှာနေပြီမင်းကိုခေါင်းလောင်းကြီးကိုရလို့ချီခွေတို့ဆက်ကပင်မာရနိုင်ပြီလက်နေကျိုးနဲ့ဆွေးငါမြေရရှာနေပြီမန္တလေးတောင်တော်စီရသိရှင်ကန်ဒီခေါ်ရတိကြီးကိုယ်တိုင်ကျန်စီပါရာလဝေများပါဒီရှားတဲ့မြမဘော